စကတ်လို့မြန်မာလို့ပြောမယ်ဆိုရင်မွေးစားထားပါတယ်တကယ်လို့ဘိုးတန်းပြပြထွက်ချင်တယ်ဆိုရင် skirt လို့ထွက်လို့ရပါတယ် fabric အဝတ်စ clothes အဝတ်အစားတကူလုံးတောက်လျှောက်က dress တဝက်သေးက skirt shirt ကအပေါ်ကိုယောက်ျားလေးလေးဝတ်တယ်မိန်းကလေးလေးဝတ်ကြပါတယ် blouse ကလည်းအပေါ်ကိုဒါပေမဲ့လို့အများသောအားဖြင့်အမျိုးသမီးဝတ်ကိုရည်ညွှန်းပါတယ်ဘောင်းမီက pants trouser ဒါက US ဒါက UK အင်ဂျီအပေါ်တဲ့အရှည်လေးတွေဆိုရင် coat လို့သုံးပါတယ်ခါအပေါ်ပုံမှန် size အတိုလေးတွေက jacket ပါဒါလေးလည်းသိထားသင့်ပါတယ်တွဲလုံးဝတ်ထားတာကို suit ဝတ်ထားတယ်လို့ခေါ်ပါတယ်အဲ့ဒီအတွဲရဲ့အပေါ်က jacket ကို blazer လို့ခေါ်ပါတယ်အထဲထဲက V ပုံစံလေးကို vest လို့ခေါ်ပါတယ်အဲ့လိုအတွဲလေးနဲ့ဝတ်တဲ့ဘောင်းမီကို dress pant လို့သုံးလို့ရပါတယ်လွယ်လွယ်လုံးစွပ်လို့ရတဲ့လုံးစွပ်ကို pull overလို့သုံးလို့ရပါတယ်ကကာကြီးကြီးနဲ့လှလှကြီးအုတ်ထုပ်တွေကို hat လို့သုံးပါတယ် cap က shadow အုတ်ထုပ်ပါ underwear ကပုံမှန်ယောက်ျားလေးရောမိန်းကလေးရောအတွက်ရေပူရနေ့စဉ်ဝတ်တဲ့အတွင်းခံမှာ lingerie က luxury နည်းနည်းပိုဆန်တဲ့အတွင်းခံအဝတ်အစားလေးတွေကိုခေါ်ပါတယ်ဒါလေးတွေဟာတေးသေးလေးတွေလို့ထင်ရပေမဲ့ shopping ထွက်တဲ့အခါပဲဖြစ်ဖြစ် fashion အကြောင်းပြောတဲ့အခါပဲဖြစ်ဖြစ် learners တွေအတွက်တကယ်ကိုအသုံးဝင်မယ်လို့အများကြီးမျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ